တရားချစ်ခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့နှင့်တကွကဗ္ဗသူကဗ္ဗသတ္တဝံအမြတ်တို့တွေပိနေသောလက်မြပွန်ကြကုန်သည်ဖြစ်၍ငွေကြည့်အခက်အခဲအကြံအတင်များပြည်လည်နိုင်ကြစေရန်စီတန်တမှုအာယုံပြုလို့မေတ္တာကရုဏာရှိထကဖြင့်အရဟံပဋ္ဌာန်းလက်ပွန်ဂါထာတော်ကို24ခေါက်ရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်အရဟံဝတ္တလံဘံဟိတုပစ္စယောအရဟံဝတ္တလံဘံအာရမဏပစ္စယောအရဟံဝတ္တလံဘံအဓိပတိပစ္စယောအရဟံဝတ္တလံဘံနန္တရပစ္စယောအရဟံဝတ္တလံဘံသမနန္တရပစ္စယောအရဟံဝတ္တလံဘံသာဇာတပစ္စယောအရဟံဝတ္တလံဘံအညမေညပစ္စယောအရဟံဝတ္တလံဘံနိတ္တယပစ္စယောအရဟံဝတ္တလံဘံဥပနိတ္တယပစ္စယောအရဟံဝတ္တလံဘံပုရိဇာတပစ္စယောအရဟံဝတ္တလံဘံပစ္ဆဇာတပစ္စယောအရဟံဝတ္တလံဘံအတိဝနာပစ္စယောအရဟံဝတ္တလံဘံကမ္မပစ္စယောအရဟံဝတ္တလံဘံဝိပါကပစ္စယောအရဟံဝတ္တလံဘံအာဟာရပစ္စယောအရဟံဝတ္တလံဘံဣန္ဒရိယပစ္စယောအရဟံဝတ္တလံဘံဇာနာပစ္စယောအရဟံဝတ္တလံဘံမဂ္ဂပစ္စယောအရဟံဝတ္တလံဘံသံပယုတ်တပစ္စယောအရဟံဝတ္တလံဘံဝိပယုတ်တပစ္စယောအရဟံဝတ္တလံဘံအဋ္ဌိပစ္စယော